ခါနိုမီ Shadow Fruit အရေးနဲ့ဆိုအတီကိုစားထားတဲ့ဂက်ကိုမိုရီယာကသူ့စီရောက်လာတဲ့သူတွေရဲ့အရေးကိုခိုးယူသွားတာဖြစ်တဲ့အပြင်အဲ့လိုအရေးတွေထည့်ဖို့အလောင်းကောင်တွေကိုလည်းသူ့ရဲ့မိတ်ဆွေဒေါက်တာဟော့ဘတ်ကကူညီပေးနေရဖြစ်တဲ့အကြောင်းဘရုတ်ကပြောပြလိုက်ပါတယ်ဒေါက်တာဟော့ဘတ်ကတင်းကျိုင်းတွေကနေစစ်တီတော်ဟောင်းတွေရဲ့အလောင်းကိုတူးယူပြီးပုံမတန်မာတဲ့သူတယောက်ဖြစ်အောင်အစိပ်အပိုင်းတွေကိုခွဲစိတ်ကအဲ့ဒါတွေကိုအေးခန်းထဲမှာတင်ထားတဲ့အကြောင်းနဲ့မိုရီယာခိုးယူသွားတဲ့အရေးတွေကလည်းမူလပိုင်ရှင်နဲ့အမှုအကျင့်ရောတိုက်ခိုက်နိုင်စွမ်းမှာအကုန်လုံးတူညီနေရကြောင်းအင်အားကြီးရဲ့အလောင်းကောင်တွေတာပေါင်းဆက်လိုက်ရင်အရင်ပိုင်ရှင်ထက်တောင်ပိုတန်မာတဲ့သူတယောက်ဖြစ်သွားတယ်လို့ရှင်းပြလိုက်ပါတယ်အဲ့ဒါကြောင့်လေမိုရီယာကတန်မာတဲ့သူတွေရဲ့အရေးကိုလိုချင်နေရဖြစ်ပြီးအဲ့လိုအရေးတွေကလည်းသူ့စကားကိုတသွေးမထိန်နားထောင်ရပြီးမြဲမူလပိုင်ရှင်ကိုတော့မထိန်ချုပ်နိုင်လို့သူတို့တွေသတိလစ်နေတဲ့အချိန်ပင်လယ်ထဲကိုမျောပြစ်လိုက်တာဖြစ်တဲ့အတွက်ဘရုတ်ကိုတိုင်ကလည်းအဲ့လိုအလောက်ခံခဲ့ရတာဖြစ်ပါတယ်မိုရီယာရဲ့လက်အောက်မှာအတိကအလုပ်လုပ်ပေးတဲ့ဖယ်ရိုနာအပါစလုံနဲ့ဟော့ဘက်တို့၃ယောက်ကလည်းနံပါတ်900ကိုအသက်သွင်းတော့မယ်ဆိုလို့ရောက်လာကြပြီးလူဖီအပြင်ဇီရိုနဲ့ဆန်ဂျီကိုပါဖမ်းမိထားပြီလို့ပြောလိုက်တော့ကူမာစီရဲ့ဘိုက်ထဲမှာရှိနေတဲ့ဥစပ်တို့ကလည်းကြားသွားကြပါတယ်ကူမာစီကပြောပြဖို့လုပ်ပြီးမြဲဖယ်ရိုနာကစကားပြောခွင့်မပေးရကြောင်းအခက်တွေ့နေရပြီးလူဖီကလည်းလှောင်အင်းကိုပါဇက်နဲ့ကိုက်ပြီးထွက်ပြေးဖို့လုပ်ပြီးမြဲဖယ်ရိုနာရဲ့ negative hollow တွေကြောင့်စိတ်တက်ကြပြီးပြေးလို့မရဖြစ်သွားနေပါတယ်အဲ့ဒါကြောင့်ပဲပြန်အဖမ်းခံလိုက်ရတဲ့လူဖီရဲ့အရေးကိုမိုရီယာကကျမ်းမြင့်ကနေဆွဲထုတ်လိုက်ပြီးကြီးမားတဲ့ကက်ကြီးနဲ့ညှက်ပစ်လိုက်တဲ့အတွက်လူဖီကချက်ချင်းသတိမေ့သွားတဲ့အပြင်သူ့ရဲ့အရေးကလည်းမိုရီယာလက်ထဲကိုရောက်သွားရပါတယ်အဲ့ဒါကိုမြင်သွားတဲ့၃ယောက်လုံးကဘရုတ်ပြောခဲ့တဲ့သူ့ရဲ့အခိုးခံရတယ်ဆိုတာမိုရီယာရဲ့လက်ချက်မှန်သိသွားရပြီးဒေါက်တာဟော့ဘက်နဲ့မိုရီယာတို့တွေ့ခဲ့ကြတဲ့လွန်ခဲ့တဲ့10နှစ်အတွင်းမှာနံပါတ်900ကအတန်မာဆုံးဆိုမိဖြစ်လို့ဒီလိုမျိုးအင်အားကောင်းပြီးတစ္ဆာရှိတဲ့အရေးစစ်တပ်ကြီးကိုသာပိုင်ဆိုင်ရရင်အရင်ကလိုနယူးယောက်ထဲမှာခိုင်တိုကိုရှုံးမှမဟုတ်တော့ဘူးလို့မိုရီယာကရှင်းပြလိုက်ပါတယ်အဲ့လိုသာဆိုရင်သူ့ရဲ့ပင်လယ်တွေများပြင်ဖြစ်ချင်တဲ့အိမ်မက်ကလည်းပြေးသွားတော့မှာမို့ကမ္ဘာအကောင်းဆုံးဆူမီကိုတင်ထားတဲ့နံပါတ်900အေးခန်းကိုဖွင့်မှုပြင်နေအောင်ကြွက်ပင်းကိုတွေကသူတို့ကောင်းဆောင်မြောက်ပင်ကိုဟမ်မင်းဆွတ်မန်တချင်းဆိုတဲ့ဓာသမားစီမှာအရေးအထုတ်ခံလိုက်ရတဲ့အကြောင်းလာပြောပြကြပါတယ်ဘရုတ်ကတော့ဖရန်ကီတို့ကိုတင်မော့စီပြန်မှုပြောလိုက်ပြီးအဖမ်းခံလိုက်ရတဲ့လူဖီတို့၃ယောက်သာတေချာပေါက်အရေးတွေလူယူခံရရင်တေအောင်မှမဟုတ်ပဲ2ရက်လောက်သတိလစ်နေမဲ့အနေထားနဲ့တင်မော့ပေါ်ပြန်အောင်နေလိမ့်မယ်လို့ပြောပြလိုက်ပါတယ်တကယ်ခန္ဓာကိုယ်နဲ့အရေးဆိုတာကထုတ်ယူခံလိုက်ရရင်တော့ဆက်ဆက်နေသေးရဖြစ်လို့တကယ်လူသိရင်အရေးကလည်းပျောက်သွားမှာဖြစ်ပြီးအဲ့လိုဆိုရင်ဇူမီကလည်းလှုပ်ရှားနိုင်တော့မှာမဟုတ်တဲ့အတွက်မိုရီယာကသူ့အရေးယူလိုက်တဲ့သူတွေကိုတတ်လို့မရပဲတတိလစ်နေတဲ့အချိန်တင်မောပေါ်ပြန်ပို့ပြီးပင်လယ်ထဲမျောပြစ်လိုက်မယ်လို့ဘရုတ်ကရှင်းပြလိုက်ပါတယ်အဲ့ဒါကြောင့်အိပ်ပျော်ရင်တန်လန်တင်မောပေါ်ပြန်အောင်နေတဲ့လူဖီတို့ကိုနှိုးပြီးအရေးကိုပြန်ရအောင်ယူမယ်ဆိုရင်ဖြစ်နိုင်သေးတဲ့အတွက်ရှေ့ဆက်မသွားပဲတင်မောစီကိုပြန်မှုပြောတော့ဖရန်ကီတို့ကသဘောပေါက်သွားတာကြောင့်ဘရုတ်ကနောက်ထပ်တစ်ခုကိုထပ်ပေးလိုက်ပါတယ်တကယ်တော့ဘရုတ်ကပင်ကူမြောက်ကိုအရေးထုတ်နိုင်ခဲ့တာဟာဇူမီတွေရဲ့အားနည်းချက်စားကြောင်းဖြစ်ပြီးဒီဇူမီတွေကနတ်ဆိုးအသီးအစွမ်းနဲ့ထုတ်ယူထားတဲ့အရေးကြောင့်သာလှုပ်ရှားနေရဖြစ်လို့ဒီဘယ်ဖရုတွေရဲ့အားနည်းချက်ပင်လယ်ရေကလှုပ်တဲ့စားနေတာဆိုရင်အရေးကထိန်းထားလို့မရတော့ပဲသူ့ပိုင်ရှင်စီကိုအလိုလျောက်ပြန်ရောက်သွားမှာမို့သူတို့ပါဆက်တဲ့စားထည့်ပေးလိုက်ရင်ရပြီလို့ပြောပြလိုက်ပါတယ်လွန်ခဲ့တဲ့9နှစ်တုန်းကအရေးထုတ်ယူခံရပြီးတင်မောနဲ့ပြန်မျောခံလိုက်ရတဲ့ဘရုတ်ကသူ့နိုးလာတော့ကန်ကောင်းစွာပဲအနားမှရှိနေတယ်လို့ကျွတ်စီပြန်သွားပြီးအရေးကိုရအောင်တိုက်ခိုက်ခဲ့ပြီးမြဲရလက်ကတော့ရှုံးသွားတာကြောင့်ဘလို့နီးနေပဲဖြစ်ဖြစ်အသက်ရှင်ရမယ်လို့ဆုံးဖြတ်ထားတဲ့ဘရုတ်ကပြန်ပြေးလာခဲ့တာဖြစ်ပါတယ်သူအသက်ရှင်မှသာတငယ်ချင်းတယောက်ကိုပေးထားတဲ့ကတိတီးနိုင်မှာဆိုပေမဲ့အဲ့လိုပြေးနေလို့လေပြဿနာကပြီးသွားမှာမဟုတ်လို့နောက်တစ်ခါတိုက်ခိုက်ဖို့3လဘက်ကိုပြန်လာခဲ့တာဖြစ်တဲ့အကြောင်းပြောပြလိုက်တော့ဖရန်ကီကလည်းနားထောင်လက်စနဲ့သူသိကျင်တဲ့အကြောင်းကိုမေးမြန်းလိုက်ပါတယ်ဂျန်နရီဆူမီတွေအပေါ်ရောက်လာတော့ဘရုတ်တို့ကမရှိတော့ပဲမိုရီယာတို့ကလည်းအေးကနံပါတ်900ကိုဖွင့်လိုက်ကြတဲ့အချိန်တင်မောစီပြန်ဖို့လမ်းရှာနေတဲ့ဖရန်ကီကဘရုတ်ပြောပြတဲ့အကြောင်းကိုကြားရလို့မျက်ရည်နဲ့မျက်ခွက်ဖြစ်နေပြီးတဖြည်းဖြည်းနဲ့ရဲတိုက်အတွင်းပိုင်းထဲဝင်သွားတဲ့ဘရုတ်ကသူ့ကိုလာချောက်တဲ့ကောင်တွေမှန်သမျှကိုဓာတ်နဲ့ခုတ်ကစားနဲ့အရှိတ်ထုတ်ပေးခဲ့လိုက်ပါတယ်ဘရုတ်ဦးဒီနီယာကတော့သူ့ရဲ့အရှိတ်ကိုထည့်ထားတဲ့ဆာမူရိုင်းဆိုပြီးရူမာစီကိုဖြစ်ပြီးခုနကလည်းတစ်ခေါက်ရောက်ခဲ့ပြီးမြဲရူမာကိုမနိုင်ပဲမျှော်စင်မူကနေပြစ်ချခံလိုက်ရတာကြောင့်ဖရန်ကီတို့ရှိရဲ့နေရာကိုပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်တကယ်တော့နံပါတ်900ဆိုတာကလွန်ခဲ့တဲ့နှစ်ပေါင်း900တုန်းကတောင်းကျမ်းခဲ့တဲ့သူတစ်ယောက်ဖြစ်ပြီးအေးခဲနေရဲ့တိုင်းပြည်မှာမမျှော်လင့်မဲ့သူ့ရဲ့အလောင်းကိုအကောင့်ဘက်ကတိတွေ့ခဲ့ရလို့တည်လာခဲ့တာဖြစ်တဲ့အကြောင်းဟော့ဘက်ပြောနေရကိုချိုပါတို့ကလည်းကြားသွားကြပါတယ်အေးခန်းကိုဖွင့်လိုက်တော့အဲ့မှာရှိနေရကတာမန်အလောင်းကောင်မဟုတ်ပဲအေယာမအရွယ်စားနဲ့ခေါင်းပေါ်မှာဂျိုပါတဲ့အော့စလို့ခေါ်တဲ့ဂျိုင်းယန်ကြီးတစ်ကောင်ဖြစ်နေရကိုမြင်လိုက်ကြရပြီးမိုရီယာကသူယူလာတဲ့စတော့ဟက်လူဖီရဲ့အရေးကိုအတိတ်ကမှတ်ဉာဏ်တွေမရှိတော့ပဲသူ့လက်အောက်နေတာဖြစ်လာဖို့အမိန်ပေးစာချုပ်ချုပ်ရင်းနဲ့ဂျိုင်းယန်ကြီးခန္ဓာကိုယ်လေးကိုထည့်လိုက်တော့ချက်ချင်းပဲတေဆုံးနေတဲ့အော့စတီကလှုပ်ရှားလာတာကိုတွေ့လိုက်ကြပါတယ်တုံခါမှုကြောင့်ခန္ဓာကိုယ်ပေါ်ကရေခဲတွေအကုန်ကွာကြပြီးရုတ်တရက်မျက်လုံးပွင့်လာတာမြင်လိုက်ရတော့လန့်သွားတဲ့ဥစပ်တို့3ယောက်လုံးထအော်မိလိုက်တဲ့အတွက်မိုရီယာတို့လည်းခူမာစီကိုလည်းဝင်ပုံးနေရသူတို့ကိုမြင်သွားကြပြီးအဲ့အချိန်ပဲချုပ်ထားတဲ့တန်ကြိုးတွေပြုတ်သွားတဲ့အပြင်ဂျိုင်းယန်အော့စတီကချက်ချင်းမတ်တက်ထားရလိုက်တာကိုတွေ့လိုက်ကြပါတယ်အော့စ်ကနိုးလာတာနဲ့ဗိုက်စာတွေဆိုပြီးအော်ဟစ်နေရကြောင်းအကုန်ရုပ်ရုပ်တဲတဲဖြစ်သွားကြတဲ့အချိန်ဥစပ်တို့3ယောက်သားကအခွင့်အရေးကိုအမိအယအတုံးချတဲ့အနေနဲ့ထွက်ပြေးသွားကြပြီးဂျိုင်းယန်အော့စ်ကလူဖီရဲ့အရေးထည့်ထားတာမို့စန်ဂျီရဲ့အသားကျွေးတော့လို့ရုတ်တရက်ထပြောမိလိုက်ပြီးမြဲစန်ဂျီဆိုတာကဘယ်သူမှမသိပဲဖြစ်သွားခဲ့ပါတယ်အရှိတ်ထည့်လိုက်တဲ့ဂျိုင်းယန်ကလူဖီရဲ့အကျင့်နဲ့တပုံစံနဲ့တူနေရကြောင်းသူတို့တွေပန်းချမ်းမှာတွေ့ခဲ့တဲ့ခွေးပင်ဝင်ကစန်ဂျီရဲ့အရေးအထက်ခံရရတယ်ဆိုတာကိုသိသွားကြပြီးသူတို့ကိုဓာပြောင်းမြန်နဲ့ခုတ်ခဲ့တဲ့ဆာမူရိုင်းရူမာကလည်းဘရုတ်ရဲ့အရေးဆိုတာကိုဥစပ်တို့ကသဘောပေါက်သွားကြပါတယ်အဲ့ဒါကြောင့်ဒီကျူးမမှာသူတို့တွေဇက်တိုက်တွေ့ခဲ့တဲ့ဇွန်မီတွေအကြောင်းအဖြစ်မှန်ကိုပါသိလိုက်ရတဲ့အတွက်အဲ့လိုမျိုးတပားသူရဲ့အသက်ကိုစိတ်ရှိတိုင်းအသုံးချနေတဲ့ဒေါက်တာဟော့ဘက်လိုလူမျိုးကလေးစားစရာမကောင်းတော့ပဲဆရာဝန်ဆိုတဲ့နာမည်နဲ့လည်းမထိုက်တန်ဘူးဆိုတာချုပ်ပါကသိသွားခဲ့ပါတယ်လူဖီရဲ့ခန္ဓာကိုယ်တင်မောစီပြန်ဖို့မယ်လို့ကြားခဲ့တာကြောင့်သူတို့လာခဲ့တဲ့ဆန်နီစီကိုပြန်ပြေးဖို့စဉ်းစားလိုက်ကြပြီးမြဲနောက်ကလိုက်လာတဲ့အာပါစတုံကဥစပ်နဲ့ချိုပါကိုတိုက်ခိုက်ပြီးနာမီကိုဖမ်းဆီးလိုက်တဲ့အတွက်ဥစပ်လည်းခါဘူတိုနဲ့ပြန်တိုက်ဖို့လုပ်တော့အဲ့ဒါကဆိုကက်ကင်ရဲ့လက်နဲ့ဆိုတာချိုပါကမှတ်မိသွားပါတယ်တ
ဒါပေမဲ့ဥစပစ်လိုက်တဲ့အချိန်အဘာစလုံနဲ့အတူနာမီယာပါကိုပြောက်သွားတာကိုမြင်လိုက်ကြရပြီးအနက်ရပြီမဲ့လုံးဝမမြင်ရလို့ကဲလုံးမရဖြစ်နေကြတော့မှသူတို့စီကိုတခြားစုမီတွေအပြည့်ဝိုင်းလာတာနဲ့ရင်ဆိုင်လိုက်ရပါတယ်နှစ်ယောက်သားမတက်နိုင်မဲ့ဂျောင်မိတ်ခံရတာကြောင့်ပြေးမလို့ပဲမျောလင်းချက်မဲသွားကြတဲ့အချိန်ဖရန်ကီနဲ့ရော်ဘင်ရောက်လာပြီးဇူမီတွေကိုစားနဲ့အချိတ်ထုတ်ပေးလိုက်တာကိုတွေ့လိုက်ကြရပါတယ်အဲ့တော့မှချိုပါလို့လေသူတို့အကိုကြီးနဲ့အမကြီးရောက်လာတာမြင်တော့ဝမ်းသာသွားကြပြီးရူမာကဘရုတ်ရဲ့အချိန်ထည့်ထားတာဆိုပေမဲ့ခန္ဓာကိုယ်ကတော့ဝါနိုတိုင်းပြည်ရဲ့ဒဏ္ဍာရီဝင်စာမူတိုင်းဖြစ်နေရမို့ဓာတ်ဆွမ်းရည်ချင်းကတဆင့်ချားနေတာဖြစ်ပါတယ်နာမီကပြန်အဖမ်းခံလိုက်ရပြီးမြဲသူ့ကိုကနှာဘူးကျနေရမို့အသက်အန္တရာယ်မရှိရဲ့အတွက်လူဖီတို့စီပဲအရင်ပြန်ဖို့ဆုံးဖြတ်လိုက်ကြပြီးဖရန်ကီကဇူမီရဲ့အာနယ်ချက်စားအကြောင်းပြောပြလိုက်တဲ့အတွက်အရှိတ်ဘလို့ပြန်ထုတ်ရမလဲဆိုတာဥစပတို့နှစ်ယောက်ကလည်းသိသွားကြပါတယ်ဂျိုင်းယန်ခန္ဓာကိုယ်မှာလူဖီအရှိတ်နဲ့ပေါင်းထားတာဖြစ်လို့တကြိုးလုံးကရိတ်ခါတွေအကုန်လုံးကိုနိုးရံနဲ့တီးထုတ်နေပြီးမြဲအဲ့ထဲမှာစားနေထားတဲ့ငါးတကောင်ပါလာတာကြောင့်စားအကြောင်းတီးရဲ့လက်အောက်ငယ်သားတချို့ကအော့စ်ဂျိုင်းယန်ကြီးအဲ့ငါးကိုမစားမိအောင်နီးလန်းမျိုးစုံနဲ့တားဆီးနေကြရပါတယ်မိုရီယာကအော့စ်ကိုသူ့ရဲ့လက်အောက်ငယ်သားမို့လို့သူခိုင်းတာလုပ်ရမယ်လို့ပြောတော့လူဖီအရေးထည့်ထားတဲ့ကောင်ကနားမထောင်ပဲသူ့မှာကိုပိုင်အိမ်မက်တစ်ခုရှိရဲ့အကြောင်းပြောရင်းနဲ့မာလာပါတယ်ဆိုတော့အဲ့အေးခန်းတိုင်နိုင်ရန်ကိုဂေါ်မူနိုပစ်တိုဆိုပြီးထိုးချလိုက်ပါတယ်အော့စ်ကသူ့စိတ်ထဲမှာလက်တွေရှေ့ထွက်လာမယ်လို့မသိစိတ်ကထင်နေရဖြစ်ပြီးလူဖီအတိုင်းပဲသူ့ရဲ့အိမ်မက်ကလည်းပင်လယ်တများပြင်ဖြစ်ရမယ်လို့ကြွေးကြော်လိုက်တော့အကုန်လုံးလန့်ကုန်ကြပါတယ်ဘရုတ်ကလွန်ခဲ့တဲ့9နှစ်3လဘက်ကိုပြန်လာတော့သူ့ဓာတ်နဲ့ဇူမီရီကိုခုတ်ပိုင်းမိမယ်လုံးဝမသိတဲ့အတွက်ပတ်ပြေးနေရတော့တင်းချိုင်းနေရဇူမီတကောင်ကစနေငါးကိုစားလိုက်တာကြောင့်အရှိတ်ထွက်သွားတယ်ဆိုတဲ့အကြောင်းကြားလိုက်ရပါတယ်အဲ့ဒါကြောင့်ပဲဇူမီရီရဲ့အာနယ်ချက်ကငါးလို့ထင်ပြီးဟော့ဘက်ကိုသွားချင်းချောက်ပြီးမြဲတကယ်ကငါးမဟုတ်ပဲစားဖြစ်နေတာကိုသိခဲ့ရတာဖြစ်ပြီးအဲ့လိုနဲ့ကျွန်းပေါ်မှာသူ့အိတ်ကိုလိုက်ရှာရင်တွေ့သမျှဇူမီရီကိုစားနဲ့တန့်စင်ပေးခဲ့တာကြောင့်ကျွန်းတစ်ခုလုံးဝယုံသုံးကားဖြစ်ကုန်ကြတဲ့အပြင်သူ့ကိုလည်း Hamming Swatchman တချင်းဆိုတဲ့ဓာတ်သမားလို့ခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့သူ့အရေးကိုထည့်ထားတဲ့ရူမာနဲ့တွေ့တဲ့အချိန်မှာတော့တခြားစုမီတွေလိုလွယ်လွယ်နဲ့အနိုင်ယူလို့မရပဲသူ့ထက်တောင်ပိုပြီးတန်မာနေရကြောင်းအနည်းဆုံးတော့သူ့တန်မိုးထားရတဲ့အာဖရိုစပင်ကိုမခုတ်ဘူးဆိုရင်ကျွန်းကနေထွက်သွားပါမယ်လို့ကတိပေးခဲ့တဲ့အတွက်ရူမာကလည်းသူ့ခန္ဓာကိုယ်ကိုပြန်တက်လို့မရမယ့်အတူတူထွက်ပြေးခွင့်ပြုခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လက်ရှိမှာတော့မတူတော့ဘူးလို့ပြောရင်ဘရုတ်ကတက်ခိုက်လိုက်ပြီးသူကဒီ9နှစ်အတွင်းအရှိတ်ကိုပြန်ယူနိုင်မှုအတွက်တန်မာလာအောင်လေ့ကျင့်ခဲ့တာမို့အဲ့တုန်းကနဲ့မတူတော့ဘူးလို့ပြောပြလိုက်ပါတယ်ဒါကတော့ One Piece အပိုင်း131ဖြစ်ပြီးအပိုင်း132ကိုနောက်နေ့မှာတင်ပေးသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe တွေလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ် brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ် US နိုင်ငံ location ရတဲ့ဘယ် VPN မဆိုခန့်ကြည့်ပေးခြင်းဖြင့်ကျွန်တော်ကိုဝင်ငွေရအောင်ကူညီပေးနိုင်တာမို့လို့တစ်ဖက်တစ်လမ်းကနေ VPN အသုံးပြုရုံနဲ့ဗီဒီယိုလေးတွေကို support ပေးဖို့တောင်းဆိုချင်ပါတယ်